ကျွန်တော်ဒီနေ့ထပ်မံတင်ဆက်ပေးသွားမယ့်တဘာဝဆေးဘက်ဝင်နီလန်းလေးကတော့လက်ရှိရာသီဥတုအခြေအနေတွေမှာဖြစ်တတ်တဲ့ချောင်းကြောက်ဆိုးခြင်းတလိပ်ကပ်ပြီးချောင်းဆိုးခြင်းဒါမှမဟုတ်မပြောက်နိုင်မဲ့နာတာရှည်ချောင်းဆိုးခြင်းဝေဒနာတွေအတွက်အိမ်မာတင်အလွယ်တကူပြုလုပ်နိုင်တဲ့ရိုးရာဆေးနီလန်းကောင်းလေးတစ်ခုကိုမျှဝေပေးမှာဖြစ်ပါတယ်ဒီဆေးနီအတွက်အဓိကလိုအပ်တာကတော့ရှောက်ဘလူးလို့ခေါ်တဲ့ရှောက်နုသီးပဲဖြစ်ပါတယ်ကျွန်တော်အပြုလုပ်ပုံအသေးစိတ်ကိုထပ်မံပြောပြသွားပေးပါမယ်ခင်ဗျပထမဦးစွာဒီရှောက်ဘလူးခေါ်ရှောက်နုသီးကိုယူပြီးတော့မီးဖို့သို့မဟုတ်မီးသွေးမီးနဲ့ရှောက်ဘလူးရဲ့အခွန်တွေပျော့ဤပြီးတော့အနံ့မွှေးလာတဲ့အထိဖြစ်အောင်လှန်ပြီးกินပေးပါกินပြီးပြီဆိုရင်တော့အဲ့ဒီရှောက်နုသီးနွေးနေတုန်းမှာပဲဓာတ်နဲ့အလဲကနေနှစ်ချမ်းချမ်းလိုက်ပါချမ်းမိပြီဆိုရင်တော့ချမ်းထားတဲ့အသွင်သားမျက်နှာပြင်ပေါ်ကိုစားနှဲငယ်ဖြူလိုက်ပါစားဖြူပြီးပြီဆိုရင်တော့ဒီရှောက်နုသီးနွေးနေတဲ့အချိန်မှာပင်ခွက်တစ်ခုတည်းကိုအရည်တွေညှစ်ထုတ်ပြီးတော့ထားလိုက်ပါအဲ့ဒီရရှိလာတဲ့အရည်တွေကိုနွေးနေတဲ့အချိန်မှာပဲချက်ချင်းတောက်သုံးပေးပါဒီလိုတောက်သုံးပေးခြင်းဖြင့်ချောင်းဆိုးယောဂါကိုတိတာစွာတက်တာပျောက်ကင်းစေပါတယ်ဘာကြောင့်ဒီဟာကဒီလောက်အစွမ်းထားရတာလဲရှောက်ဘလူးခေါ်ရှောက်နုသီးရဲ့အခွန်နဲ့အသားထဲမှာပါဝင်တဲ့သဘာဝအက်ဆစ်ဓာတ်နဲ့အဆီနှစ်တွေဟာတလိပ်တွေဖယ်ရှားပေးခြင်းလေချောင်းနဲ့အဆုပ်သွင်းမှာကပ်နေတဲ့တလိပ်များကိုပျော်စေပြီးတော့ဖယ်ရှားပေးပါတယ်ဒါအပြင်ရောင်ရမ်းမှုကိုလျှော့ချပေးခြင်းကျွန်တော်တို့လေပြိုနဲ့လေချောင်းရောင်ရမ်းမှုကိုလျှော့ချပေးတဲ့အတွက်ချောင်းဆိုးခြင်းကိုလည်းသက်သာစေပါတယ်ဒါအပြင်ကိုယ်ခံစွမ်းအားမြင့်တင်ခြင်းဗီတာမင်စီအနည်းငယ်ပါဝင်၍ဖျားနာမှုကိုတွန်းလှန်ရမှာလည်းအထောက်အကူပြုပါတယ်ဒါဟာသဘာဝအတိုင်းချောင်းဆိုးခြင်းကိုကုသနိုင်တဲ့ရိုးရှင်းဘေးကင်းတဲ့အိမ်သုံးဆေးနည်းလေးပဲဖြစ်ပါတယ်